ဗျာကျွန်တော်ခေါ်ပိတ်သိမ်းတော့မှာ ဟုတ်ကဲ့ဒီလေးပြောပြပါရှင် ဟုတ်ကဲ့ကျွန်တော်ခုပြောပါမယ်ခဏလေးစောင့်ပေးပါဦးနော်ခင်ဗျာဟုတ်ခင်ဗျာ အဲ့လိုမျိုးကြုံလာပြီဆိုလို့ရှိရင်ပထမဦးဆုံးလုပ်ရမှာက scammer လားဘဏ်ဝန်ထမ်းအစ်စ်လားခွဲခြားရမှာခွဲခြားတဲ့ပုံစံကလည်းအရင်မခတ်ပါဘူးတင်းချက်အနေနဲ့ဆိုလို့ရှိရင်သူတို့ကတင့်ကိုပြာရာခတ်သွားအောင်အမျိုးမျိုးချင်းချောက်ပါလိမ့်နှင်းချက်အနေနဲ့ကသူတို့ကတင့်ကိုလင်းနေပို့လိုက်မယ်အဲ့ဒါတွေကိုအတင်းနှိပ်ခိုင်းပါလိမ့်နံပါတ်3အရေးကြီးဆုံးကတော့တင့်ရဲ့ OTP တွေ password တွေကိုတောင်းပါလိမ့်သိထားရမှာကကျွန်တော်တို့လိုဘယ်ဘဏ်ဝန်ထမ်းကမှတင့်ရဲ့ OTP တွေ password တွေကိုတောင်းမှာမဟုတ်ပါဘူး sorry scammer ကြီး MTV ဘန်တတိပေးထားလို့ဒီလက်ကွက်တွေကိုငါတီးပြီးသားကွာ